ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ကတော့ကိုဘုံဖြစ်ပါတယ်ဒီနေ့ကျွန်တော်မျှဝေပေးသွားခြင်းတဲ့စာအုပ်လေးကတော့ဆရာဖေမြင့်ရေးသားထားတဲ့ပြောတတ်ဆိုတတ်ပေါင်းတင်းတတ်တဲ့သူဆိုတဲ့စာအုပ်ထဲမှာကျွန်တော်အကြိုက်ဆုံးခေါင်းစဉ်၃ခုကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့လူတွေတော်တော်များများကစကားပြောကောင်းရင်လူတွေကသဘောကျမယ်လို့ထင်တတ်ကြတယ်ခင်ဗျဒါပေမဲ့ကျွန်တော်ဒီစာအုပ်ကိုဖတ်ပြီးတိလိုက်ရတာကလူတွေသဘောကျတာဟာစကားပြောကောင်းတာတခုတည်းမဟုတ်ဘဲနဲ့လူတွေရဲ့စကားကိုဘယ်လိုနားထောင်လဲပြီးတော့လူတွေအပေါ်ဘယ်လိုဆက်ဆံလဲပြီးတော့လူတွေအပေါ်ဘယ်လိုချီးမွမ်းလဲဆိုတဲ့အချက်ဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့ခေါင်းစဉ်၃ခုကိုတွားလိုက်ကြအောင်ခင်ဗျာနံပါတ်1ခေါင်းစဉ်ကတော့ကျွန်တော်လူတွေရဲ့စကားကိုဘယ်လိုနားထောင်လဲဆိုတဲ့အချက်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့လူတွေတော်တော်များများကစကားပြောဖို့ကိုပဲကျွန်တော်တို့စိတ်အားထက်သန်နေကြတယ်ခင်ဗျတပည့်လူပြောတဲ့စကားကိုနားထောင်မှုကြတော့ကျွန်တော်တို့ဝင်လင်းနေကြတယ်ဒါကြောင့်ကျွန်တော်တို့တယောက်နဲ့တယောက်စကားပြောတဲ့အခါမှာကိုပြောပြီးတဲ့စကားပြီးပြီဆိုတာနဲ့တပည့်လူပြောတဲ့စကားကိုလေကျွန်တော်တို့ကအလေးပေးနားထောင်မှုရင်အရေးကြီးပါတယ်ခင်ဗျဒီလိုနားထောင်ပြီးခြင်းအပြင်ကျွန်တော်တို့တယောက်နဲ့တယောက်ရင်းနှီးမှုကပိုပြီးတော့မှတိုးလာစေပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်တို့လူချစ်လူခင်များခြင်းနဲ့ဆိုရင်နားထောင်တတ်တဲ့အလေးကျင့်လေးကိုမွေးမြူကြပါလို့ကျွန်တော်ကြံပေးတိုက်တွန်းလိုပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်မိကွင်းနံပါတ်1ကိုတွားလိုက်ကြအောင်ခင်ဗျာဟုတ်ကဲ့နံပါတ်2အချက်ကတော့လူတွေပေါ်လေးလေးဆဆဆက်ဆံပါဆိုတဲ့အချက်ဖြစ်ပါတယ်ခင်ဗျာတချို့လူတွေကကိုယ့်ထက်နှိမ့်ကြတဲ့လူတွေကိုယ့်ထက်ယာတို့နှိမ့်တဲ့လူတွေကိုဆက်ဆံတဲ့အခါမှာနှိမ့်ချပြီးတော့ဆက်ဆံတတ်ကြတယ်ခင်ဗျာဒီလိုဆက်ဆံတာဟာတစ်ဖက်လူပေါ်တင်ငယ်စိတ်ဖြစ်ပေါ်ပြီးတော့မှကိုယ့်ပေါ်ခင်မင်နေစားမှုကိုရောကြစေပါတယ်ခင်ဗျာဒါကြောင့်ကိုယ့်ထက်နှိမ့်ကြတဲ့လူတွေကိုယ့်ထက်ယာတို့နှိမ့်တဲ့လူတွေကိုဆက်ဆံတဲ့အခါမှာနှိမ့်ချမဆက်ဆံမယ်ကျေးဇူးတင်ပါတယ်ဒီနေ့လောက်တာလေးကကောင်းတယ်နော်စတဲ့စကားမျိုးလေးတွေပြောပြီးတော့မှလေးလေးဆဆဆက်ဆံတင်ပါတယ်ခင်ဗျာဒါကြောင့်မိတ်ဆွေတွေရဲ့လက်တွေ့ဘဝမှာလူတကာနဲ့ပြောဆိုဆက်ဆံတဲ့အခါအဆင်ပြေချောမှုလို့ဆိုရင်လူတကာကိုလေးလေးဆဆဆက်ဆံမှုလိုပါတယ်ခင်ဗျာဒါမှလူချစ်လူခင်ပေါ်များတဲ့လူတစ်ယောက်ဖြစ်လာတယ်ဒါကြောင့်မိတ်ဆွေတို့လူချစ်လူခင်များခြင်းနဲ့ဆိုရင်လူတွေပေါ်ဆက်ဆံတဲ့အခါမှာလေးလေးဆဆဆက်ဆံပေးပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်တို့နောက်ဆုံးအချက်ကိုတွားလိုက်ကြအောင်ခင်ဗျာဟုတ်ကဲ့နံပါတ်3ခေါင်းစဉ်ကတော့ချီးမွမ်းစကားဆိုပါဆိုတဲ့အချက်ဖြစ်ပါတယ်ဒီအချက်ကတော့ကျွန်တော်အကြိုက်ဆုံးအချက်ဖြစ်ပါတယ်ခင်ဗျာချီးမွမ်းစကားဆိုတာဟာငွေမကုန်မဲနဲ့တစ်ဖက်လူကိုပေးလို့ရတဲ့ထိရောက်တဲ့လူချစ်လူခင်များစေတဲ့နည်းဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့လူတွေကချီးမွမ်းစကားပြောဖို့ဝင်လင်းနေကြတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ဒီအကြံဉာဏ်လေးကကောင်းတယ်နော်ဒီနေ့လောက်တာလေးကအရင်ကောင်းတယ်နော်စတဲ့စကားမျိုးလေးတွေဟာတစ်ဖက်လူကိုချီးမွမ်းရရောက်ပြီးတော့မှတစ်ဖက်လူပေါ်အားအင်ဖြစ်စေပါတယ်ခင်ဗျာလူတိုင်းလည်းဒီချီးမွမ်းစကားကိုကြိုက်ပါတယ်မိတ်ဆွေတို့လည်းအားငယ်နေတဲ့အချိန်လေးစိတ်ဓာတ်ကျနေတဲ့အချိန်မှာတရားရုပ်ကကိုယ့်ကိုလာပြီးတော့မှချီးမွမ်းစကားပြောမယ်ဆိုရင်စိတ်ဓာတ်ခွန်အားတွေဖြစ်ပြီးတော့မှစိတ်ဓာတ်တက်ကြွလာမလို့ကျွန်တော်ထင်ပါတယ်ကျွန်တော်ဆိုရင်လည်းပဲစိတ်ဓာတ်ကျနေတဲ့အချိန်လေးအားငယ်နေတဲ့အချိန်လေးမှာတရားရုပ်ကကျွန်တော်ကိုလာပြီးတော့မှချီးမွမ်းစကားပြောမယ်ဆိုရင်အားရင်တွေဖြစ်ပြီးတော့မှစိတ်ဓာတ်တက်ကြွစေပါတယ်ဒါပေမဲ့ကျွန်တော်တို့တတိထားမဲ့အချက်တော့ရှိပါတယ်ချီးမွမ်းစကားဆိုတဲ့နေရာမှာကျွန်တော်တို့ရိုးသားဖို့တော့လိုပါတယ်မဟုတ်တာကြီးကိုကျွန်တော်တို့ကအလွန်ကျွံချီးမွမ်းနေမယ်ဆိုရင်လည်းဒါချီးမွမ်းရမြောက်ဖက်နဲ့တစ်ဖက်လူကိုမြောက်ပင့်ပြောဆိုရရောက်ပါတယ်ဒါကြောင့်ကျွန်တော်တို့လူချစ်လူခင်များခြင်းနဲ့ဆိုရင်ချီးမွမ်းစကားလေးကိုပြောတတ်တဲ့အလေးအကျင့်ကိုမွေးမြူကြပါလို့ကျွန်တော်အကြံပေးခြင်းပါတယ်ခင်ဗျဟုတ်ကဲ့ဒီအချက်၃ချက်ကိုမိတ်ဆွေတွေရဲ့ဘဝမှာလက်တွေ့တုံးချမယ်ဆိုရင်လူချစ်လူခင်များတဲ့လူတစ်ယောက်ဖြစ်လာမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်ဒီနေ့မျှဝေပေးခဲ့တဲ့အချက်၃ချက်ကမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိမယ်လို့မျှော်လင့်ပါတယ်ခင်ဗျနောက်ထပ်လည်းဘုဒ္ဓရရှိမယ်အကြောင်းအရာများနဲ့စာအုပ်များကိုမျှဝေပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကြဖို့မေတ္တာရက်ခံပါတယ်ခင်ဗျဟုတ်ကဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ bye bye